အားလုံးပဲမင်္ဂလာပါဇိန်းထော channel ရဲ့နေ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြပပေးတော့မယ့်အကြောင်းအရာလေးကတော့ကွန်ပျူတာတစ်ခုနဲ့တစ်ခုစာပြတွေ online တွေ internet line တွေမလိုဘဲနဲ့အလွယ်တကူ file တွေစာတွေဓာတ်ပုံတွေဘယ်လို share လုပ်ရမလဲဆိုတဲ့အကြောင်းလေးကိုပြပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့ကြည့်လိုက်ကြရအောင်ပထမဆုံးအနေနဲ့ကိုယ့်ရဲ့ကွန်ပျူတာမှာ Bluetooth ဖွင့်ထားရမှာပဲ Bluetooth ဖွင့်ထားပြီဆိုရင်ကိုယ့်ရဲ့ဒီကွန်ပျူတာရဲ့ search bar မှာnearby sharing setting ဆိုတဲ့ဟာလေးကိုရိုက်ချလိုက်ပါမယ်တွေ့ပြီဆိုလို့ရှိရင်everyone nearby ဆိုတဲ့ဟာလေးကိုရိုက်ပါမယ်အဲလေးကိုနှိပ်လိုက်ပါမယ်ဆိုတော့ကိုက share မယ်ဆိုတဲ့အခါမှာအဲ့ဒီကို share မယ်ကွန်ပျူတာကနေလေအခုလိုမျိုးပဲ setting ကို Bluetooth ဖွင့်ထားမယ် nearby sharing မှာ everyone nearby ဆိုတာလေးကိုနှိပ်ထားရမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီနှိပ်ထားပြီလို့ရှိရင်ဥမာကိုကဒီဟာလေးကို share ချင်တယ်ပေါ့နော် share ချင်တယ်ဆိုရင် share ဆိုတာလေး right click ထောက်မယ် share ဆိုတာလေးကိုနှိပ်မယ်နေပြီးပါရင်ညီရပိုင်း sharing ဆိုတာလေးပေါ်လာမယ်ပေါ့နော်အဲ့ဒါမှာနေလိုက်လို့ရှိရင်ကိုကို share ချင်တဲ့ကွန်ပျူတာဒီမှာပေါ်နေမှာဖြစ်ပါတယ်ပေါ့နော်ကွန်ပျူတာအများကြီးပေါ်နေမယ်ပေါ်လို့ရှိရင်ကို share ချင်တဲ့ကွန်ပျူတာကိုနှိပ်လိုက်တာနဲ့ရပါပြီခင်ဗျာ